ဒီသင်္ကေတလေးမြင်ဘူးကြလားနာမည်ဘယ်လိုခေါ်လဲသိလားသူ့နာမည်က Bayanoid လို့ခေါ်ပါတယ်ဘာအတွက်သုံးတာလဲဆိုတော့စကားစုအရှည်ကြီးတစ်ခုကိုအတူရေးချင်တဲ့အခါမှာစကားလုံးလေးရဲ့အနောက်ကနေထည့်ပြီးတော့ရေးရတာပါဥပမာကြည့်အောင်ဒီမှာဆိုရင်ကရုံเทพအနောက်မှာ Bayanoid ထည့်ထားတယ်သူကဘသူရဲ့အတူကောက်လဲဆိုရင်ကရုံเทพมหานครသူ့ရဲ့အတူကောက်ပါBayanoid ထည့်ပြီးတော့အတူရေးထားပေမဲ့လည်းဖတ်တဲ့အချိန်ကျရင်ကရုံเทพมหานครလို့ပဲအရှည်ဖတ်ရပါမယ်နောက်တစ်ခုนายกBayanoid သူ့ရဲ့အရှည်ကนายกรัฐมนตรีဝန်ကြီးချုပ်ဖြစ်ပါတယ်ข้าBayanoid ข้าพเจ้าကျွန်တော်ကျမလို့ပြောတာပါโปรดเกล้าBayanoid โปรดเกล้าโปรดกระหม่อมဘုရင်ကြီးကခွင့်ပြုတော်မူတယ်ဆိုတဲ့အဓိပ္ပာယ်ပါล้นเกล้าBayanoidล้นเกล้าล้นกระหม่อมရှင်ဘုရင်ကိုနက်နက်ရှိုင်ရှိုင်အလေးမြတ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါเสด็จพระราชดำเนินဘုရင်တစ်ပါးရဲ့တော်ဝင်ခရီးစဉ်ပြီးဆုံးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါเกล้าBayanoid เกล้ากระหม่อมကျွန်တော်ကျမလို့ပြောတာပါထိုင်းလူမျိုးတွေအတွက်ကျတော့ယင်းနိပိသားစကားလုံးအရှိတွေကိုအတူရေးချင်တဲ့အခါမှာ Bayanoid ထည့်လိုက်တာပါကျမတို့တော့ကတော့ယင်းနိတာမရှိတဲ့အတွက်ကြောင့်အကုန်ကြက်ရမှာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ထိုင်းစာရေးတဲ့အခါမှာဥပမာတွေအများကြီးလဲပေးချင်တယ်စာကြတော့လေရှေးမရေးချင်ဘူးဒါဆိုရင်ဘယ်လိုလုပ်ရမလဲဒါဆိုရင်တော့ယုံကြည်စိတ်ချစွာအားကိုးလို့ရတဲ့သူလေးရှိပါတယ်သူ့နာမည်ကတော့ Bayan Yai လို့ခေါ်ပါတယ်Bayan Yai လို့ပြောရင်လော်လင်ရဲ့အရှိအနောက်နှစ်နေရာမှာ Bayanoid လေးပါပါတယ်သူကဘာလုပ်လဲဆိုလို့ရှိရင်အမျိုးအစားတူတဲ့အရာတွေကိုအများကြီးရေးပြနေစရာမလိုဘဲနဲ့သဘောပေါက်သွားစေတာပါမြန်မာစကားမှာဆိုရင်တော့အစရှိသဖြင့်ဆိုတဲ့စကားလုံးနဲ့တူပါတယ်အမျိုးအစားတူတယ်လို့ပြောတဲ့နေရာမှာဥမာတရိษံဆိုတရိษံအသီးဆိုအသီးအပင်ဆိုအပင်အယောင်ဆိုအယောင်ဒီလိုမျိုးအမျိုးအစားတူတာကိုပြောတာပါအဲ့တော့ Bayan Yai ထည့်ထားတယ်ဆိုရင်ဘယ်လိုဖတ်မလဲဆိုတော့နှစ်နည်းရှိပါတယ်တစ်ခုကละလို့ဖတ်ပြီးတော့နောက်တစ်မျိုးကและอื่นๆလို့ဖတ်ရမှာပါအဲ့တော့ဥပမာလေးကြည့်အောင်แม่ปลูกผักหลายชนิดกะเพราพริกตำลึงมะเขือအဲ့နောက်မှာ Bayan Yai ထည့်ထားပါတယ်အဓိပ္ပာယ်ကအမေကပင်စိန်ငရုတ်တီကင်းမုန်တီနဲ့ခရမ်းတီစတဲ့အသီးနှံတွေစိုက်ထားတယ်လို့ပြောချင်တာပါအဲ့ခါမှာBayan Yai ပါလာရင်ဘယ်လိုဖတ်မလဲပထမတစ်မျိုးကละနဲ့သုံးပြီးဖတ်မယ်ဒါဆိုတော့แม่ปลูกผักหลายชนิดเช่นกะเพราพริกตำลึงมะเขือและနောက်တစ်မျိုးကแม่ปลูกผักหลายชนิดเช่นกะเพราพริกตำลึงมะเขือและอื่นๆအဲ့တော့ကြိုက်တဲ့နီးနီးရှိတယ်ကြိုက်တဲ့တနည်းဖတ်လို့ရပါတယ်ละနဲ့ဖတ်ချင်ဖတ်และอื่นๆနဲ့ဖတ်ချင်ဖတ်ပါအဲ့ဒါကတော့และอื่นๆနဲ့ဖတ်ရတာကိုကြိုက်ပါတယ်နောက်ထပ်တစ်ခုကြည့်အောင်ในป่ามีสัตว์หลายชนิดเช่นช้างเสือลิงBayan Yaiအဓိပ္ပာယ်ကတောထဲမှာတိရစ္ဆာန်တွေအမျိုးအများကြီးရှိတယ်ဥပမာစင်ကြားမြောက်အစရှိသဖြင့်ဆိုတော့ဖတ်မယ်ဆိုရင်ในป่ามีสัตว์หลายชนิดเช่นช้างเสือลิงและနောက်တစ်မျိုးပြောင်းဖတ်မယ်ในป่ามีสัตว์หลายชนิดเช่นช้างเสือลิงและอื่นๆอุปมาနောက်ထပ်တစ်ခုပြောကြည့်မယ်ฉันอยากไปเที่ยวหลายประเทศเช่นญี่ปุ่นเกาหลีနော်ဝေး Bayan Yai အဓိပ္ပာယ်ကငါနိုင်ငံတွေအများကြီးကိုအလည်သွားချင်တယ်ဥပမာဆိုရင်ဂျပန်ကိုရီးယားနော်ဝေးအစရှိသဖြင့်ပေါ့နော်ဒါဆိုရင်ဖတ်တဲ့နည်းနဲ့ဖတ်မယ်ฉันอยากไปเที่ยวหลายประเทศเช่นญี่ปุ่นเกาหลีနော်ဝေးและနောက်တစ်မျိုးကฉันอยากไปเที่ยวหลายประเทศเช่นญี่ปุ่นเกาหลีနော်ဝေးและอื่นๆ
အဲ့တော့ဘိုင်ယန်ရိုင်ကိုသုံးတတ်တယ်ဆိုလို့ရှိရင်တခါတလေကိုကအများကြီးမသိဘူးဥပမာလေးပေးချင်တယ်ဆိုရင်ကိုသိတဲ့တစ်မျိုးနှစ်မျိုးလေးကိုပြောပြီးတော့ဘိုင်ယန်ရိုင်ထည့်ချလိုက်လို့ရပါတယ်ဒါဆိုရင်နားထောင်တဲ့သူဖြစ်ဖြစ်ဖတ်တဲ့သူဖြစ်ဖြစ်သူ့အတဲ့သူဆက်ပြီးတော့စဉ်းစားပါလိမ့်မယ်အဲ့တော့လူလေကြားလို့ရတယ်ပေါ့နော် Okay bye bye